product ဗီဒီယိုရဲ့ပုံစံတွေမှာဆိုကျွန်တော်ကပြန်လိုက်ကြည့်ဒီနေ့25မိနစ်ကနေမိနစ်30တိရှိပါမယ်ဆိုတာသိရှိခဲ့ရပါတယ်။နေဟာလေအခြားကျင်လိုပဲမထူးခြားတဲ့တာမန်ခြင်းတစ်စင်းသာဖြစ်ပါတယ်။ဒါပေမဲ့ဒီအကြောင်းအရာတွေကိုမသိခင်ကလေးကလူသားတွေဟာစက်ဆောင်လာခြင်းချင်းမှာလူသားတွေအပြင်အခြားသက်ရှိတွေရှိကြသေးလားဆိုတဲ့မိကုံးတွေအကြောင်းစိတ်ဝင်စားစူးစမ်းလေ့လာခဲ့ကြပါတယ်။ဒီလိုရှေးဦးသိပ္ပံစိတ်ကူးမှုတွေကိုကမ္ဘာတဝန်းလုံးကယဉ်ကျေးမှုဆိုင်ရာတမိုင်းထောက်ထားတွေမှာတွေ့ရှိနိုင်ပါတယ်။ဥပမာအနေနဲ့ဆိုရင်တော့ AD 200စုမှပေါ်ပေါက်လာခဲ့တဲ့လူစီယန်ဆိုတဲ့ဖြစ်ရမှန်ဆောက်ထင်မှာတစ်ချိန်လုံးကကျွန်တော်တို့ဟာနိုင်ငံမှာရှိတဲ့အစင်းရဲဆုံးလူတွေကိုစုစည်းခဲ့ပြီးတော့ဘယ်သူမှမရှိပဲပိတ်ပင်ထားတဲ့ Monster လို့အမည်ရတောက်ကြကျိုးပေါ်ကိုခေါ်ဆောင်လို့လုပ်ခဲ့ပါတယ်လို့ပြောထားပါတယ်။ဆောက်ထင်ပါလေ။အဲဒီမကောင်းဆိုးအကွက်ထွက်ခွာပြီးနိုင်ရဲ့အနေအငယ်ကြောင့်ကျွန်တော်လေသူရဲတွေဟာလာရဲ့ကိုယ်တွေတော့ကိုဦးတည်ပြီးစတင်ရွေးနေရတာကြောင့်ပဲ။ညအချိန်မြင်တွေ့ရတဲ့ဂျယ်ရီစုံနေတဲ့ကောင်းကင်ကြီးဟာလူသားတွေကိုအာကာသထဲမှာအခြားထူးဆန်းတဲ့သက်ရှိပြီးကဘာတွေရှိနေနိုင်လေဆိုတဲ့စိတ်ကူးစိတ်တမ်းတွေကိုဖြစ်ပေါ်လာစေပြီးစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းတွေနဲ့အံ့ဩဖွယ်ရာအနုပညာလက်ရာတွေဖန်တီးစိတ်ကူးရင်ဝတ္ထုတွေမှာပါဝင်လာခဲ့ပြီးတော့အင်္ဂါကျူသားတွေအကြောင်းမှာတိတ်တန်စိတ်ကူးရင်စာပေရဲ့အာရုံစိုက်ခြင်းကိုဆယ်စုနှစ်များစွာရရှိခဲ့ပါတယ်။ဒီဖြစ်စတင်နားထောင်နိုင်ခဲ့ပါတယ်။ဇလန်ထုတ်လွှင့်မှုမှာသူရှိမလို့ခင်ဗျာအင်္ဂါကျိုးကနေကျွတ်လာတဲ့စစ်တပ်ဟာကျွန်တော်တို့ရဲ့မြို့တော်ဘက်ကိုကြီးနေတဲ့ဖျက်ဆီးခံရပြီအဲ့ဒီလက်နက်တွေကနေလျှက်စီးကြောင်းနေနဲ့ကျွန်တော်တို့ရဲ့လူစွမ်းကောင်းတွေကိုပြစ်ခတ်နေတယ်လို့အသက်ရှင်ကျန်ရည်သူတို့ကတရင်ပို့ခဲ့ကြပါတယ်စစ်တွေရေးတဲ့ရေကြောတွေပြတ်တောက်လေးရရှိနေပါတယ်ဒါဟာကမ္ဘာစစ်ပွဲတစ်ခုလိုပါပဲလို့အတန်ဇလန်ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်ဒီလိုတိတ်ပင်ဇလန်တို့ကိုရေဒီယိုအတန်ထုတ်လွှင့်မှုကနေလူတွေအမှန်တကယ်ထိနေတာကြောင့်ထိတဲ့မွေရအဖြစ်တစ်ခုလေးဖြစ်ခဲ့ပါလေ။ရုပ်မြင်သံကြားနဲ့ကတ္တဆောင်တွေပေါ်ပေါက်လာတဲ့ညဒီစိတ်ဝင်စားဖွယ်ရာတိတ်ပင်ဇလန်တွေဟာထုတ်လွှင့်မှုကဏ္ဍရဲ့အဓိကစိတ်ဝင်တစ်ခုဖြစ်လာခဲ့ပြီးတိတ်ပင်ဉာဏ်ရဟာစိတ်ကူးရဲ့ဇလန်တွေအတိုင်းအမိလိုက်လာနိုင်ခဲ့ပါလေ။ဘလို့ကြောင့်ဖြစ်ဖြစ်ဒီပညာတိုးတက်လာမှုကြောင့်အာကာသစူးစမ်းရေးရှင်တွေကလေးဖွဲ့စည်းကိုစူးစမ်းလေ့လာနိုင်ခဲ့ပြီးအခြားသူတွေနဲ့၎င်းတို့လာပြီးအသေးစိတ်ပုံရိပ်တွေကိုလည်းရယူနိုင်ခဲ့ပါတယ်။တောက်ကြကျိုးကိုဖြတ်ပြီးပြန်တန်းခဲ့ပါတယ်။ကဘာကိုပြန်ပို့ခဲ့တဲ့ပုံရိပ်တွေနဲ့အချက်အလက်တွေရတောက်ကြကျိုးဟာလည်းတက်ရှိတွေနေထိုင်ဖို့တင့်တော်တဲ့ကံဝဲကျင်မဟုတ်ဘူးဆိုတာသိခဲ့ရပါတယ်။ဒီစကုပ်တွေတော့ပြီးလေ့လာနိုင်ခြင်းရဲ့အကျိုးကျေးဇူးတစ်ခုပဲဖြစ်ပါတယ်။ဒီရွေးရှားမှုဟာခြေတလုံးကိုလက်ပတ်နေတဲ့ကျုပ်တလုံးကြောင့်ဖြစ်ပေါ်လာတယ်ဆိုတာကိုသိရှိခဲ့ရပါတယ်။ဒါကြောင့်မို့လို့နက္ခတ္တမိကပညာရှင်တွေဟာရရှိခဲ့တဲ့အချက်နဲ့အနေအထားတွေကြောင့်ပုံမှန်ကြီးမားတဲ့အကြောင်းအရာတွေကိုတွေးတောသိမြင်နိုင်ခဲ့ပါတယ်။ဖြစ်နိုင်ပါဘူးပထမဆုံးရှာဖွေတွေ့ရှိမှုနောက်ပိုင်းမှာတော့အခြားကြုံများစွာကိုကျမတို့နဂါးမီဒီယာကလေးစီတီမှာထပ်မံတွေ့ရှိခဲ့ကြပါတယ်တနင်္လာပြရမယ်ဆိုရင်ချီနိုင်ငံလက်ဆယ်လာမြို့မှာရှိတဲ့ ESO ရဲ့3.6 မီတာအချင်းရှိတယ်လီစကုပ်မှာထောင်လန်းရှာဖွေရေးနည်းလမ်းများစွာကိုပုံမပြည့်စုံအောင်ဆောင်ရွက်ခဲ့ပြီးယနေ့အထိဂျိုးဘွဲ့စီရာပေါင်းများစွာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။တချို့ဂျိုးတွေကို
၎င်းတို့လက်ပတ်နေတဲ့ခြေရှိမှဖြတ်တန်းနေခြင်းခြေရဲ့အလင်းရောင်ကိုကာစီမိလိုက်တဲ့အတွက်အယောင်ဝင်သွားစဉ်မှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။တချို့လူတွေကိုတော့သူတို့လက်ပတ်နေတဲ့ခြေပေါ်တက်ရောက်မှုတွေကြောင့်ရှာဖွေကဘီလာအာကာသတယ်လီစကုပ်လိုမျိုးအာကာသတွေကအစွမ်းတက်ကိရိယာတွေဟာအလွန်တိကျတဲ့တိုင်းတာမှုတွေကိုလှုပ်ဆောင်နေပါတယ်။အဲဒီကိရိယာတွေကလည်းပြင်းမချိုစနစ်အရေးအတွက်အများကြီးကိုရှာဖွေနိုင်ဖို့ကူညီပေးခဲ့ကြပါတယ်။ဒီလိုဆိုတာကျွန်တော်တို့သိရှိခဲ့ရပြီဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေဟာကျွန်တော်တို့ရဲ့အနည်းဆုံးမှရှိတဲ့ Proxima နဲ့ Theory ကျေပတ်ပတ်လည်မှာတော့ကမ္ဘာနဲ့အရွယ်အစား စတဲ့လိလာလို့စိတ်ဟာဒီဖြစ်ပချုပ်ဖွဲ့စည်းစနစ်တွေကိုရှာဖွေဖို့တောင်းပေးနေပါတယ်။ဒါတိုင်းတူညီမှုတွေရောရှိလား Cube ဆိုတာကဥရောပအာကာသအေဂျင်စီနဲ့ဆွစ်ဇာလန်အာကာသရုံးတို့ပူးပေါင်းဆောင်ရွက်တဲ့စီမံကိန်းတစ်ခုပါ။ဆောင်ရွက်ထားတာဖြစ်ပြီးလုပ်ငန်းတွေကိုတော့ဆွစ်ဇာလန်နိုင်ငံဘန်မြို့မှာရှိတဲ့တက္ကသိုလ်ကနေညွှန်ကြားတာဖြစ်ပါတယ်။ဒီလိုမရှင်တွေအတွက်ပြင်ဆင်မှုတွေကနှစ်ပေါင်းများရှင်တစ်ခုလုံးကိုအငြင်းဖြစ်သွားစေနိုင်လို့ဖြစ်ပါတယ်။ခီရိုရဲ့ထိချုပ်ခန်းကတော့ဂျနီဗာတက္ကသိုလ်မှာရှိပြီးတော့ပြင်ပချုပ်ဖွဲ့စည်းသူဒေသနာအတွက်ကမ္ဘာထိပ်တန်းဖွဲ့စည်းတစ်ခုဖြစ်ကျွန်တော်တို့ကမ္ဘာလိုတက်ရှိရေးရှင်းတန်းနေထိုင်နိုင်တဲ့ဂျိုးတွေရှိနေကြသလားဆိုတဲ့ရိုးရိုးမေးခွန်းလေးကိုအဖြေပေးနိုင်ဖို့ကတက္ကမလုံးကဂျိုးပန်းဆောင်ရွက်နေကြပါတယ်။ကျွန်တော်တို့ရဲ့နေအဖွဲ့အစည်းကိုနီးနီးကပ်ကပ်လေ့လာပြီးဒီမေးခွန်းကိုဖြေကောင်းဖြေနိုင်ပါလိမ့်မယ်။ဥပမာဂျိုမီတာဂျိုးနဲ့ဆက်ထားကြပါတယ်။ဒါကြောင့် IASA ရဲ့ဂလာရီယိုစူးစမ်းရေးဉာဏ်ဂျိုမီတာဂျိုးရဲ့လာဖြစ်တဲ့ဥရောပကိုပုံမူနီးကပ်စွာလေ့လာကြည့်တဲ့အခါမှာသိပ္ပံပညာရှင်တွေကဥရောပရဲ့မျက်နှာပြင်မှာရှိတဲ့ရေခဲတင်ကြီးမှာအကွဲကြောင်းကြီးတွေဥရောပပေါ်ကိုရေငုပ်သင်္ဘောတစ်စင်းစေဖို့ တငယ်ချင်းတယောက်ကအချိန်မလောက်ဖြစ်တတ်တယ်လို့ပြောပြထားလို့ပြပွဲမပြီးခင်အပြင်ထွက်ပြီးတော့ရှောက်ကြည့်ရဲ VR ရှိပါတယ်ပြည်တော်ကိုဆက်ပါပြီ။ပြည်တော်ကိုပြည့်စက်စကားကိုကြောက်ရှိပါပါ